အင်္ဂါသားသမီးများတွေအနေနဲ့ဒီဗီဒီယိုကိုကြည့်မိပြီဆိုရင်ဒီလကတင့်အတွက်အရေးကြီးတဲ့လတစ်လဖြစ်နိုင်ပါတယ်။ဘာလို့လဲဆိုရင်ဒီလမှာအလောက်အကင်ပြောင်းလဲမှုငွေရေးကြေးရေးအလှည့်အပြောင်းအချစ်ရေးစံသက်မှုတွေတပြိုင်နက်တည်းဝင်လာနိုင်တဲ့လတစ်လဖြစ်ပါတယ်။အင်္ဂါသားသမီးတွေဆိုတာစိတ်တက်ပြင်းတယ်စိတ်တက်ခိုင်ပါတယ်ဆုံးဖြတ်ချက်မြင်ရတယ်။ဒါပေမဲ့ဒီလမှာတော့အေးအေးဆေးဆေးနားထောင်ပြီးမှဆုံးဖြတ်ရမယ့်လဖြစ်ပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ပေးပါသင်ဘဝနဲ့ကြိုက်တဲ့အချက်တစ်ခုကတော့သေချာပေါက်ပါလာမှာဖြစ်ပါတယ်။ဒီလကအင်္ဂါသားသမီးတွေအတွက်အဟောင်းတွေပိတ်ပြီးအသစ်စဖို့အရန်ကောင်းတဲ့လဖြစ်ပါတယ်။အရင်လတွေမှာလုံသမျှမအောင်မြင်ဘူးလို့ခံစားနေရင်လူကြားထဲမှာကိုယ်တန်ဖို့မမြင်ရဘူးလို့ထင်နေရင်ဒီလကစပြီးအခြေအနေတွေတဖြည်းဖြည်းပြောင်းလဲလာပါလိမ့်မယ်။ဒီလမှာကိုယုံကြည်မှုပြန်တက်လာမယ်။စိတ်ဓာတ်တွေပြန်ခိုင်မာလာမယ်။ဆုံးဖြတ်ချက်တစ်ခုကဘဝလမ်းကြောင်းကိုပြောင်းသွားစေနိုင်ပါတယ်။ဒါကြောင့်အင်္ဂါသားသမီးတွေအနေနဲ့တခုခုလုပ်မယ်ဆိုလို့ရှိရင်မကြောက်ပါနဲ့။ရှောက်ပြီးသားလမ်းကိုလည်းအနောက်ကိုပြန်မဆုတ်ပါနဲ့။ဒါကအင်္ဂါသားသမီးတွေအတွက်အခွင့်အရေးရတဲ့လဖြစ်ပါတယ်။အလောက်ကန်စီးပွားရေးနဲ့ပတ်သက်ပြီးတော့အင်္ဂါသားသမီးတွေအလုံးလုံးနေတဲ့သူများအတွက်ဒီလမှာအထက်လူကြီးတွေရဲ့မျက်စိကျလာမှုကိုခံနိုင်ပါတယ်။ကိုကြိုးစားမှုကိုစတင်အတိမတ်ပြုလာမှာဖြစ်ပါတယ်။တာဝန်အသစ်ယာရုနဲ့ပတ်သက်တဲ့ကိစ္စအလုပ်ပုံစံပြောင်းလဲရတာမျိုးပေါ်လာနိုင်ပေမဲ့မကြောက်ပါနဲ့ဒီအရာတွေကသင်အတွက်တက်လန်းဖြစ်နိုင်ပါတယ်။စီးပွားရေးလုပ်သူများအတွက်ဒီလမှာတခါတည်းမကြီးသေးပေမဲ့ငွေဝင်ပေါက်အသေးတွေတဖြည်းဖြည်းနဲ့ဖွင့်လာမယ့်လဖြစ်ပါတယ်။ဒါပေမဲ့လအလယ်ပိုင်းမှာစကားတစ်ခုဆုံးဖြတ်ချက်တစ်ခုကိုအလင်းမလိုပဲသေချာစဉ်းစားပြီးမှလုပ်ပါအဲ့ဒါကကံကိုကောင်းလဲလုပ်နိုင်လို့ပြက်လဲပြက်နိုင်ပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ဒီလမှာဝင်ငွေမရှိဘူးဆိုတာမဟုတ်ပါဘူးဒါပေမဲ့ထွက်ငွေလဲမနှဲပါဘူးမလိုအပ်တဲ့အသုံးစရိတ်စိတ်လို့လက်လို့သုံးမိရင်လပိုင်းကုန်မှာလက်ထဲငွေမကျန်နိုင်ပါဘူးငွေကိုထိန်းနိုင်ရင်တော့ဒီလကအင်္ဂါသားသမီးအတွက်ငွေစုစတင်လို့အရန်ကောင်းတဲ့လဖြစ်ပါတယ်။ခြေနဲ့ပတ်သက်ပြီးတော့ချစ်သူရည်သားမရှိတဲ့သူတွေကတော့ဒီလကမထင်မှတ်ထားတဲ့နေရာကမထင်မှတ်ထားတဲ့သူတယောက်ကဝင်လာနိုင်တဲ့လဖြစ်ပါတယ်။အရင်လိုမယုံကြည်တော့ဘူးဆိုရင်တော့ဒီလမှာတော့စိတ်တကားကနည်းနည်းဖွင့်ထားလိုက်ပါ။ချစ်သူရှိပြီးတဲ့သူများအတွက်ကတော့ဒီလကအချစ်ကိုစမ်းသပ်ခံရမယ့်လပဲဖြစ်ပါတယ်။စကားအနှဲငယ်မှားရင်ပြဿနာကြီးနိုင်ပါတယ်။ဒါကြောင့်ဒီလမှာအနိုင်မယူပါနဲ့အမှန်တရားထက်နားလည်မှုကိုဦးစားပေးပါအဲ့ဒါကပဲအချစ်ကိုကယ်တင်နိုင်ပါတယ်အင်္ဂါသားသမီးတွေအနေနဲ့ဒီလမှာကံကောင်းစီမဲ့အရာတွေကတော့ကံကောင်းမဲ့နိနံကတော့အင်္ဂါနိကြာသာပတိနိပဲဖြစ်ပါတယ်ကံကောင်းစီမဲ့အယောင်တွေကတော့အနီရောင်နဲ့ရွှေရောင်ပဲဖြစ်ပါတယ်ကံကောင်းစီမဲ့ကဏ္ဍတွေကတော့နံပါတ်1နဲ့နံပါတ်9ပဲဖြစ်ပါတယ်ဒီနေ့တွေမှာအရေးကြီးကိစ္စတွေစလုပ်ရင်ကံကောင်းနိုင်ပါတယ်